skin type ပေါ်မူတည်ပြီးတော့ foundation ဘယ်လိုလိမ်ရမလဲဆိုတာကိုဒီနေ့ပြပြပေးမှာဖြစ်ပါတယ်ရှင် skin တွေကတချို့ရဲ့ skin တွေကအရန်ကောင်းတယ်ချော်မွေ့နေတာပဲအဲ့လိုမျိုး skin မှာဘယ်လို foundation လိမ်ရမလဲနောက်တစ်ခုရှိတယ်တချို့ skin တွေကကြတော့ဝက်ချန်တွေရှိတယ်ဒီနေရာမှာချွေးပေါက်ကျက်နေတာတွေရှိတယ်အမာရွတ်တွေရှိတယ်ဂျိုင်းခွက်တွေရှိတယ်အဲ့တော့အဲ့လို skin နဲ့ရိုးရိုးဘာမှမရှိဘဲနဲ့ပြောင်ချောနေတဲ့ skin မှာ foundation ကိုလိမ်နဲ့နီးချင်းမတူပါဘူးလို့အဲ့တော့ဒီလိုမျိုးမျက်နှာပြောင်ချောနေတဲ့ skin တွေမှာ foundation ကိုလိမ်ပေးမယ်ဆိုလို့ရှိရင်ဒီလို beauty blender လေးနဲ့ပဲသူ့မျက်နှာကမဟုတ်လေဘာမှမရှိဘူးပြောင်ချောနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီလို beauty blender လေးနဲ့ပဲဒီလို blend ပေးလိုက်တယ်ဆိုလို့ရှိရင်သူတို့အတွက်ကလုံလောက်ပါတယ်เนาะအဲ့လိုမျိုး blend ပေးလိုက်ပြီဆိုရင်သူ့မျက်နှာမှာဘာမှမရှိတဲ့အတွက်ကြောင့်မလို့သူ့ရဲ့မျက်နှာက natural ဆန်ပြီးတော့အခုလိုမျိုးပဲချွတ်ချောမွေ့လေးဖြစ်သွားမှာဖြစ်ပါတယ်အကယ်လို့အဲ့လိုမှမဟုတ်ဘဲနဲ့မျက်နှာပေါ်မှာအမာရွတ်တွေဂျိုင်းခွက်တွေဝက်ချန်တွေရှိနေတဲ့လူဆိုလို့ရှိရင် foundation လိမ်ပေးမယ်ဆိုလို့ရှိရင်တို့ကိုဒီလို brush လေးနဲ့လိမ်ပေးပါဒီမှာ kabuki brush ပေါ့နော်အဲ့လိုမျိုး brush လေးနဲ့လိမ်ပေးရဆိုလို့ရှိရင်ပို့ပြီးအဆင်ပြေပါတယ်ဘာဖြစ်လို့လဲဆိုတော့သူ့ရဲ့မျက်နှာမှာဂျိုင်းခွက်တွေရှိနေတယ်ဝက်ချန်တွေကအဖုလိုက်ဖြစ်နေတဲ့အခါကျတော့တို့ကို makeup လိမ်တဲ့အခါကျလို့ရှိရင်ဒီလို blender နဲ့ဒီလို blend မယ်ဆိုရင်ဒီအထက်အထိဒီ makeup တွေကမရောက်နိုင်ပါဘူးအဲ့ဒီအတွက်ကြောင့်မို့လို့ဒီလို brush နဲ့ဒီလိုလုပ်ပြီးတော့လိမ်ပေးမယ်ဆိုလို့ရှိရင်ဒီဝက်ချန်သမားတွေအတွက်ကို foundation ကလုံလောက်တဲ့ပမာဏကိုရရှိမှာဖြစ်ပါတယ်ပြီးတဲ့အခါကျတော့ဒီ brush လေးနဲ့ဒီလိုလိမ်လိုက်တဲ့အတွက်ဒီဂျိုင်းခွက်လေးတွေကလည်းပြည့်ထိုက်တဲ့လောက်ပြည့်သွားမှာဖြစ်ပါတယ်အဲ့တော့ဝက်ချန်သမားတွေကို foundation လိမ်ရင်ဘာနဲ့လိမ်ပေးရမလဲရိုး plain face သမားတွေကို foundation လိမ်ရင်ဘယ်လိုလေးလိမ်ရမလဲဆိုတာကိုသိသွားပြီပေါ့နော်ကြည့်ရှုသူအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်မကတော့ artist တန်တာဖြစ်ပါတယ်